အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကကျွန်တော်2ရက်12လ2025เนาะဒီနေ့ကတော့ကျွန်တော်တို့ဂျားရက်ပေါ့ဗျเนาะဂျားရက်ဒီနေ့ညမှာအင်္ဂလန်ပရီးမီးယားလိဂ်ရှိမယ်စပိန်လာလီဂါရှိမယ်เนาะကျွန်တော်တို့ပြီးကြရတော့အင်္ဂလန်ချန်ပီယံရှစ်စုစုပေါင်းဆိုတော့ကျွန်တော်ဒီနေ့ညမှာ9ပွဲလောက်တော့ရှိတယ်เนาะဒီ9ပွဲကကျွန်တော်3ပွဲလောက်ကိုရွေးချယ်ပေးသွားမယ်ဗျเนาะဒီနေ့ကတော့ဒါဂျားရက်လည်းဖြစ်တယ်ဒါအင်္ဂါနေ့ဖြစ်တယ်ဂျားရက်ပေါ့ဗျเนาะအင်္ဂါနေ့ဖြစ်တယ်ဒီဇင်ဘာလဆိုတော့ဒါဒီကိုတည်းအတိုင်းပဲဒါဘောလုံးရာသီပွဲချက်တဲ့ကာလာဖြစ်တယ်เนาะအဲကြောင့်မို့တချို့ဘူဂီတွေကတော့ဒီကြေးထားတော့နည်းနည်းလေးသတိထားဆော့ရမယ်ညတွေပဲဖြစ်တယ်ဒီနေ့ညမှာတော့ကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလိဂ်မှာ3ပွဲလောက်ရှိမယ်3ပွဲထဲမှာဆိုကျွန်တော်မန်စီးတီးရှိမယ်ကျွန်တော်တို့အေဗာတန်နဲ့ဘိုးမောက်ရှိမယ်ကျွန်တော်နျူကာဆယ်နဲ့စပါးရှိမယ်เนาะနျူကာဆယ်နဲ့စပါးတော့ကြည်ကောင်းမဲ့ပွဲညတညလို့ကျွန်တော်ထင်ပြီးသုံးသပ်မိတယ်เนาะဒီနေ့မှာကျွန်တော်ပွဲစဉ်လေးတွေကိုကျွန်တော်ရွေးချယ်သုံးသပ်ပြီးသွားမှာဖြစ်ပါတယ်เนาะရိုးဆုံးကျွန်တော်အင်္ဂလန်ပရီးမီးယားလိဂ်ထဲကပွဲစဉ်တွေကိုကျွန်တော်တို့ရေသုံးရွေးချယ်ပေးမှာဖြစ်ပါတယ်ဒီနေ့ညမှာတော့ကျွန်တော်ရိုးဆုံးရွေးချယ်ပေးနေတာကတော့ကျွန်တော်အင်္ဂလန်ပရီးမီးယားလိဂ်ထဲကကျွန်တော်တို့ဒါနျူကာဆယ်နဲ့စပါးရဲ့ပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ရိုးဆုံးเนาะဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့နျူကာဆယ်ကနေစပါးကို1.50ထိတောင်ကြေးဖွင့်လှစ်ထားတယ်အိမ်ကနေကိုပေါင်းကြေးလေးကတော့3လုံးကို50စားဆိုပြီးကြေးဖွင့်လှစ်ထားတယ်စပါးတော့ဒီနေ့ရာသီလဲတိတ်ပြီးတော့ထင်သလောက်မစွန်ဘူးဗျเนาะစပါးတော့ထင်သလောက်မစွန်ဘူးနျူကာဆယ်ကလည်းထိုနည်း၎င်းပဲခြေစမ်းပိုင်းတွေကတက်ကြနေเนาะအလှည့်ပြောင်းနေတဲ့နျူကာဆယ်ကလည်းထင်သလောက်မဟုတ်တော့ဒါရုံးကန်နေရတာဖြစ်တယ်စပါးကလည်းဒါထင်သလောက်အလုံးမဖြစ်ဘူးဒီနေ့ရာသီပြောမယ်ဆိုတော်တော်လေးကိုရုံးကန်နေရတဲ့အနေထားပါအသင်းသေးလည်းမနိုင်ဘူးအသင်းကြီးတွေကိုလည်းခက်ခဲကစားနေရတဲ့အသင်းဖြစ်တယ်เนาะတဲ့ကြောင့်မို့ဒီနေ့ညမှာနျူကာဆယ်ကလက်ရှိခြေစမ်းပိုင်းကစပါးထက်တာတယ်အိမ်ကွင်းလည်းဖြစ်တယ်စပါးထက်လည်းတာတယ်အဲကြောင့်မို့ဒီနေ့ညမှာ1.50ထိကြေးပေးလာတော့ဖြစ်တဲ့ကြေးတစ်ကြေးလို့ကျွန်တော်မြင်မိတယ်နျူကာဆယ်နောက်ဆုံးကန်ခဲ့တဲ့9ပွဲကိုပြန်ကြည့်ရမယ်ဆိုရင်9ပွဲမှာတော့3ပွဲထိကိုနိုင်ထားတယ်ဗျเนาะနျူကာဆယ်က3ပွဲထိနိုင်ထားတယ်2ပွဲတော့ရှုံးထားခဲ့တယ်ဗျเนาะ3ပွဲထိနိုင်ပြီးတော့2ပွဲတော့ရှုံးထားခဲ့တယ်ဒါနျူကာဆယ်ရဲ့လက်ရှိနောက်ဆုံးကန်ခဲ့တဲ့ခြေစမ်းပိုင်းပဲဗျเนาะချန်ပီယံလိပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာတော့ဒါကျွန်တော်တို့ဘီဘာအိုတော့ဒါကျွန်တော်2စီးနဲ့နိုင်ထားခဲ့တယ်ကျွန်တော်တို့ဒါနျူကာဆယ်နဲ့စပါးပြီးခဲ့တဲ့ဒီ2015မှာတစ်ချိန်တွေ့ဆုံထားတာရှိရဲ့အဲ့ဒါတော့ကျွန်တော်တို့ EFA ကပ်ပွဲစဉ်မှာတော့တစ်ချိန်တွေ့ဆုံထားတယ်အဲ့ဒီပွဲမှာဆိုရင်ဒါနျူကာဆယ်ကနေစပါးကို2စီးဆိုတဲ့ရလက်နဲ့ဒါဂိုးပြတ်နိုင်ထားခဲ့တယ်ပေါ့ဗျာเนาะအဲ့ပွဲမှာကြည့်မယ်ဆိုရင်ဒါစပါးရဲ့ဂိုးသွင်းမတင်ကြမှုတွေကြောင့်ဒါ2စီးဆိုတဲ့ရလက်နဲ့ဂိုးပြတ်ရှုံးတယ်เนาะအဲ့တော့ကြောင့်မလို့ဒါစပါးအနေနဲ့ဒီနေ့ညမှာနျူကာဆယ်ကိုဒီလိုမျိုးဂိုးတွေခွင့်ပြုရအောင်ပါဒီနေ့ညမှာဆက်ကြည့်ရမယ်ဗျเนาะဒါပြီးခဲ့တဲ့ဒါအမှတ်ပေးပွဲတော့မဟုတ်ဘူး EFA ကပ်ပွဲစဉ်ဖြစ်တယ်เนาะအဲ့တော့ပွဲစဉ်ထိတ်တိုက်ဒါတစ်ချိန်ဒီနေ့2015မှာတော့တစ်ချိန်တွေ့ဆုံထားတာဖြစ်တယ်အဲ့ပွဲမှာတော့ကျွန်တော်စောနာပြောခဲ့လို့ပဲနျူကာဆယ်2စီးနဲ့နိုင်ခဲ့တယ်စပါးရဲ့နောက်ဆုံးရလက်တွေကိုပြန်ကြည့်ရမယ်ဆိုနောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာ3ပွဲရှုံးတာတပွဲသေးတပွဲပဲနိုင်ထားခဲ့တယ်เนาะတပွဲပဲနိုင်ထားခဲ့တာလဲသူအမှတ်ဘူးပွဲမှာနိုင်ထားခဲ့တာမဟုတ်ဘူးနောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာဒါချန်ပီယံလိမှာဒါနိုင်ခဲ့တာဖြစ်တယ်သူ့အမှတ်ပေးပွဲမှာတော့နိုင်ပွဲပျောက်ဆုံးနေရတော့ကျွန်တော်တို့ဒါ6ပွဲလောက်ထိရှိတယ်เนาะဒါကျွန်တော်မန်ယူတူကန်နဲ့အာဆင်နယ်ကို4-1နဲ့ရှုံးတယ်ချန်ပီယံလိပြီးခဲ့တဲ့ဒါကျွန်တော်တို့ပြည့်ကျင်တဲ့ပွဲမှာလည်း5-3နဲ့သူရှုံးထားခဲ့တယ်ဖူအန်တဲ့ပွဲစဉ်မှာလည်း1-2နဲ့ရှုံးတယ်ဒါစပါးကတော့ဒါတော်တော်လေးကိုဒါချွန်စမ်းပိုင်းကတော့ဒါအမှတ်ပေးပွဲမှာထင်သလောက်အလုံးမဖြစ်ဘူးဗျเนาะကျွန်တော်အက်စတိုမီလာကိုလည်းရှုံးထားခဲ့တယ်ဒီလိုမျိုးရလက်မျိုးတွေကြည့်မယ်ဆိုရင်စပါးကကျွန်တော်စောနာပြောလို့ပဲထင်သလောက်အလုံးမဖြစ်ဘူးဒါကြောင့်လည်းနျူကာဆယ်ဒီနေ့ညမှာ1.50ကြေးဖွင့်လှစ်ထားတာဖြစ်ပါတယ်เนาะ1.50ကူပေါင်းကျ3လုံး50စားဒီနေ့ညမှာတော့ဒီပွဲစဉ်လေးကိုကျွန်တော်တကြောင်ကောင်းရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်သူတို့နှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေကိုတွားပြန်ကြည့်ရမယ်ဆိုရင်သူတို့နှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာဆိုအားလုံးပေါင်းဆိုရင်တော့ကျွန်တော်32ကြိမ်တော့ရှိတယ်နျူကာဆယ်12ကြိမ်နိုင်တေကြတာ6ကြိမ်စပါးတော့14ကြိမ်ထိအောင်နိုင်လာတာရှိတယ်စပါးတော့ဒါကျွန်တော်တို့ပြောမယ်ဆိုရင်မနစ်ကရာသီပေါ့ဗျာเนาะ2024 2025ရာသီမှာတော့ဝမ်ဝမ်တေကြတဲ့တပွဲရှိတယ်ပြီးရင်နျူကာဆယ်ဝင်းဝမ်နဲ့1-2နဲ့နိုင်လာခဲ့တာရှိတယ်ဒီလိုမျိုးရလက်တွေကြည့်မယ်ဆိုရင်စပါးအနေနဲ့ဒါနျူကာဆယ်ကိုမနိုင်ထားတာဆိုရင်တော့ကျွန်တော်တို့ပ
ပြန်ကြည့်မှဆို2023ရဲ့နောက်ပိုင်းမှာ Newcastle နိုင်ထားခြင်းမရှိသေးဘူးဗျနော်အဲ့ဒါကြောင့်မလို့ဒီနေ့ညမှာစပါးအနေနဲ့ Newcastle ကိုတုတ်ပြန်မှုတွေနဲ့ဒီနေ့ညကစားပွဲဆိုတာစောင့်ကြည့်ရမယ်ဒီနေ့ညဒီပွဲစဉ်လေးကိုကျွန်တော်ကတော့ရွေးချယ်ပေးခြင်းတယ် Newcastle အနေနဲ့ဒီနေ့ညမှာပြီးခဲ့တဲ့ဒါ EFL ပွဲစဉ်လိုလို့ဒါ2-0နဲ့တော့နိုင်ဖို့မလွယ်လောက်ဘူးလို့ကျွန်တော်ထင်တယ်ဒီနေ့ညမှာစပါးနိုင်ပွဲပြန်ရှာဖို့တော့ပြန်လာသင့်ပြီလို့ကျွန်တော်ထင်တယ်အနည်းဆုံးတော့တည်ရတော့ဒါစပါးအနေနဲ့ကံမရမယ်ဗျနော်အမှတ်ကလည်းတော်တော်လေးကိုမှတ်ကြားလည်းကွာနေပြီဆိုတော့ဒီနေ့ညမှာတော့ကျွန်တော်ရွေးချယ်ပေးခြင်းတယ်စပါးပုံကြီးကိုရွေးချယ်ပေးခြင်းတယ်နော် Newcastle ဒီနေ့ည1.50ကျူတော့ကျွန်တော်မကြိုက်ဘူးကျွန်တော်စပါးပေါ်ကြီးပဲရွေးချယ်ပေးခြင်းပါတယ်နော်အဲ့ဒါကြောင့်မို့အကြိုက်ချင်းတွေ့လိုက်ဆိုရပါတယ်စပါးပေါ်ကြီးပါခင်ဗျနော်ကဲနောက်တစ်ပွဲကိုကျွန်တော်တို့သွားမယ်ဆိုရင်ကျွန်တော်တို့ဒါမန်စီးတီးနဲ့ဖူဟမ်ဗျဒီပွဲမှာဆိုရင်မန်စီးတီးကအဝေးကွင်းကနေဖူဟမ်ကိုချစ်ပေးတာဖြစ်တယ်1.50ကိုပေါင်းချင်းလေးမှာ3လုံးကို50စားဖြစ်တယ်ဒီပွဲစဉ်မှာသွားပြန်ကြည့်ရမယ်ဆိုရင်တော့မန်စီးတီးအနေနဲ့ဒီနေ့ရာသီမှာတော့ဒါကျွန်တော်အစစ်နှစ်နေရာမှာဒါရက်တည်နေတာဖြစ်တယ်အစစ်နှစ်နေရာမှာရက်တည်နေပြီးတော့အာဆင်နယ်နဲ့ကတော့ဒါ9မှတ်လောက်ထိကိုခွာလာတာဖြစ်တယ်เนาะအဲ့အတွက်ကြောင့်မို့လို့ဒါဒီနေ့ညမှာမန်စီးတီးအနေနဲ့လည်းအဝေးကွင်းကနေပြီးတော့ဖူဟမ်ကို1.50ကြေးဖွင့်လှစ်ထားတာဖြစ်တယ်ဒီနေ့ညကဒါမန်စီးတီးအနေနဲ့ဖူဟမ်ကိုကိုပြတ်မဲ့ဆိုရင်တော့ဒါကြေးအောင်မှာပေါ့ဗျာเนาะကိုမပြတ်ဘူးဆိုရင်တော့ဒါ1-0လောက်နဲ့ကတ်နိုင်သွားမယ်ဆိုရင်တော့ဒါပြား90လောက်ပဲစားရမယ်အနေထားမျိုးပူကီနဲ့ကြေးဖွင့်ထားတယ်ဖူဟမ်အနေနဲ့လည်းလက်ရှိကျွန်တော်တို့ခြေစမ်းပိုင်းသွားပြန်ကြည့်ရမယ်ဆိုရင်တော့ဖူဟမ်အနေနဲ့ကလည်းလက်ရှိခြေစမ်းပိုင်းကတော့ဒါပြောမယ်ဆိုရင်အားရစရာသိမရှိဘူးနောက်ဆုံးပြိုင်ပွဲစုံ9ပွဲကန်ထားတဲ့နေမှာ3ပွဲရှုံးထားတယ်တပွဲတည်တပွဲပဲနိုင်ထားခဲ့တယ်သူနိုင်ပွဲတဲ့တင်ကတော့ Nottingham Forest ကိုနိုင်ခဲ့တာဖြစ်တယ်เนาะ Nottingham Forest ကိုနိုင်ခဲ့တာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့သွားပြန်ကြည့်ရမယ်ဆိုရင်ဒါကျွန်တော်တို့ပြောရမယ်ဆိုရင်ဖူဟမ်အနေနဲ့ဒီနေ့ညမှာအိမ်ခွဲကနေပြီးတော့မန်စီးတီးကိုဘယ်လိုတုတ်ပြန်သွားလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ့်ညဖြစ်တယ်အဲ့အတွက်ကြောင့်မို့ဒီနေ့ညပွဲစဉ်ကတော့ကျွန်တော်ဘိုးကြီးလက်ချောင်ပြီးတော့9ပေါင်း9လေးရွေးချယ်ပေးခြင်းပါတယ်ဒီနေ့ညမှာတော့ကျွန်တော်မန်စီးတီးနဲ့ဖူဟမ်ကျွန်တော်ဒီနေ့ညမှာ9ပေါင်းပေါ်လေးကိုကြိုက်ပါတယ်ဖူဟမ်အနေနဲ့လည်းအိမ်ခွဲကနေပြီးတော့မန်စီးတီးကို9ရဖို့တလုံးကတော့ရသွားမယ်လို့ကျွန်တော်ထင်မိပါတယ်ဖူဟမ်9ရတော့မန်စီးတီးနဲ့ဖူဟမ်လိုအသင်းမျိုးကို9မရစရာအကြောင်းတော့မရှိဘူးဗျာเนาะဒီပွဲကတော့ကျွန်တော်တို့နှစ်ဖက်သွင်း9တွေမြင်ရတယ်ဖြစ်နိုင်ဒါမန်စီးတီးတွေနဲ့9ပြတ်နိုင်သွားဖို့လားမြင်တယ်ဗျအဲ့တော့ကြောင့်မလို့ဒီညမှာမန်စီးတီးနဲ့ဖူဟမ်9ပေါင်းပေါ်လေးကိုကျွန်တော်ကြိုက်နေတတ်ပါတယ်ကျွန်တော်နောက်တစ်ပွဲကိုကျွန်တော်ဆက်လက်ပြီးတော့ရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်ကတော့ကျွန်တော်တို့စပိန်လာလီဂါတွေကပွဲစဉ်တစ်ပွဲဖြစ်တယ်ဘာဂျီလိုနာနဲ့အက်တီကိုမက်ထရစ်ပေါ့ဗျာเนาะဒီပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ်ဘာစီလိုနာကတော့ဒါအက်တီကိုမက်ထရစ်ကို1.50ထိချေးပေးထားတယ်9ပေါင်းချင်းလေးမှာတော့3လုံးကိုတစ်ဝက်ရှုံးဆိုပြီးချေးဖွင့်နေတာဖြစ်ပါတယ်เนาะဒါကတော့စပိန်လာလီဂါပွဲစဉ်ဖြစ်တယ်ဗျเนาะစပိန်လာလီဂါပွဲစဉ်ဖြစ်တယ်ဘာစီလိုနာကတော့ဒါညီကိုတို့သိတဲ့အတိုင်းပဲကျွန်တော်တို့အမှတ်ပေးပွဲမှာဒါကျွန်တော်တို့ပြောရမယ်ဆိုရင်Real Madridနဲ့ဒါကျွန်တော်တို့ဒါအပြိုင်ဆိုင်ပေါ့ဗျာเนาะ1နဲ့2ကိုဒါလူနေရတဲ့အသင်းဖြစ်တယ်Real Madridကတော့ဒါကျွန်တော်ပြောရမယ်ဆိုရင်ဒီနှစ်ရာသီစပိန်လာလီဂါမှာလက်ရှိဒါအဆင့်1မှာလက်ရှိရက်တည်နေတာဖြစ်တယ်เนาะအဲ့အတွက်ကြောင့်မို့လို့ဘာစီလိုနာအနေနဲ့ဒီနေ့ညမှာဘီဘာအိုနိုင်ဖို့သူ့အနေနဲ့ကမ်းမှာဖြစ်တယ်เนาะလက်ရှိကတော့ဒါကျွန်တော်တို့ဘာစီလိုနာအနေနဲ့ဒါယူရဲကိုပြန်ကျော်တက်သွားတယ်ပေါ့ဗျာเนาะပြီးခဲ့တဲ့ကျွန်တော်တို့အလာပွဲနဲ့ပွဲမှာနိုင်ပွဲရပြီးတော့ဒါအဆင့်1နေရာမှာပြန်ရောက်သွားတာဖြစ်တယ်เนาะအဲကြောင့်ယူရဲအဆင့်2ပေါ့ဗျာเนาะဒီစပိန်လာလီဂါဖလားကိုရကျင်တော့ဒါယူရဲကိုမှတ်ဖြတ်ထားမှရမယ်အဲ့ဒါကြောင့်မို့ဒီနေ့ညမှာဘီဘာဝို1.50ကြီးရတော့ကျွန်တော်အနေနဲ့ဒီနေ့ညအက်တီကိုမက်ထရစ်ကိုဒီနေ့ညမှာ1.50ကြီးရတော့ကြေးနုတယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်เนาะအဲ့ကြောင့်မို့ဒီနေ့ညမှာ1-0လောက်ထိကိုကြေးပေးလေးတင်တယ်အဲ့ဒါမို့ဒီကျွန်တော်တို့ဘာစီလိုနာနဲ့အက်တီကိုမက်ထရစ်ရဲ့ပွဲစဉ်မှာတော့ကျွန်တော်ဘော်လီကိုရွေးချယ်ပေးခြင်းပါတယ်အက်တီကိုမက်ထရစ်ဘော်လီလေးကြိုက်ပါတယ်အက်တီကိုမက်ထရစ်အနေနဲ့လည်းဒါကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီနေ့ညမှာဘာစီလိုနာကိုတော့ဒါအကောင်းဆုံးရှင်ပြန်သွားမယ့်ညတညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ဗျเนาะအဲ့ဒါကြောင့်မလို့ဒီနေ့ညမှာအက်တီကိုမက်ထရစ်ဘော်လီလို့ကျွန်တော်တိုက်ပါတယ်လက်ရှိဒါအက်တီကိုမက်ထရစ်အနေနဲ့ပြိုင်ပွဲစုံ9ပွဲကန်ထားတယ်9ပွဲလုံးရှုံးပွဲမရှိသေးဘူးပေါ့ဗျာเนาะစပိန်လာလီဂါမှာရမယ်31မှတ်နဲ့ဒါကျွန်တော်တို့အပေါ်မှာဆိုဗီလာရီရဲ့ရှိမယ်ယူရဲမက်ထရစ်ရှိမယ်အစစ်တစ်မှာတော့ဘာစီလိုနာရှိမယ်စစ်တစ်ကဘာစီလိုနာကိုဒီနေ့ညရှင်ပြန်ပြီးတော့ကစားမှာဖြစ်တယ်အဲကြောင့်မို့ဒါလက်ရှိအက်တီကိုမက်ထရစ်ခြေတန်းမှာ short တွက်လို့မရဘူးဘာစီလိုနာအနေနဲ့အက်တီကိုမက်ထရစ်ကိုဂိုးပြတ်ဖို့ခင်းရမဲ့ညတညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်
အဲ့တကြောင့်မလို့ဘာစီလိုနာနဲ့အက်တကိုမက်ဒရစ်ပွဲစဉ်မှာကျွန်တော်အက်တကိုမက်ဒရစ်ပေါ်လို့ရွေးချယ်ပေးကြပါတယ်ယနေ့ညကျွန်တော်3ပွဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်နော်3ပွဲမှာတော့ကျွန်တော်တို့နျူကာဆယ်နဲ့စပါကျွန်တော်စပါပေါ်ကြိုက်တယ်မန်စီးတီးနဲ့ဟိုကကိုပေါင်းပေါ်ကြိုက်ပါတယ်ဘာစီလိုနာနဲ့အက်တကိုမက်ဒရစ်ပေါ်လို့ရွေးချယ်ပေးခဲ့ပါတယ်ယနေ့ည3ပွဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်အချိုက်ချင်းသူမှာလိုက်ဆော့ပါအချိုက်ချင်းမတူဘက်ကန်လို့ရပါတယ်နော်ဒီဇင်ဘာလကာလဆိုတော့ပွဲချက်ကာလဆိုတော့ဒါဘူဂီအနေနဲ့ကျင်းနေကြထားရအလှည့်ပြောင်းတွေလှုပ်ထားတာရှိတယ်เนาะအဲ့အတွက်ကြောင့်မလို့ဒီဇင်ဘာလနှစ်တိုင်းလို့ဒါအောက်ကျေးတွေစားတဲ့ကားလို့ဒါကျွန်တော်အနေနဲ့ထင်သုံးသပ်မိတယ်နှစ်တိုင်းလို့လဲဒါဒီဇင်ဘာလဆိုအောက်ကျေးတွေကနိုင်တာများတယ်ဗျเนาะအဲ့အတွက်ကြောင့်မလို့ကျွန်တော်ထင်းသေးသေးလေးကစားကြပါတယ်เนาะကျွန်တော်ရွေးချယ်ပြီးတဲ့ပွဲစဉ်လေးတွေကြိုက်ချင်းတူနေတာလိုက်ဆော့ရပါတယ်เนาะဒါမနေ့ကညကြမှာပွဲစဉ်တွေတူပြန်ဆောင်ပြစေအားလုံးပဲ good luck ပါခင်ဗျ